ဒေါသနဲ့အမုန်းတရားတွေလျှော့ပါလူတစ်ယောက်ဟာဒေါသတွေအမုန်းတရားတွေနဲ့ပြည့်နေနေရင်ပျော်ရွှင်မှုမလွယ်ပါဘူးဒေါသနဲ့အမုန်းတရားဟာတင့်ကိုတမြိုက်မြိုက်လောင်ကျွမ်းစေပါတယ်ဒေါသဟာတင်ချစ်တဲ့လူတွေနဲ့ဝေးကွာအောင်လဲပြုလုပ်နိုင်စွမ်းရှိပါတယ်ဒေါသဟာတင့်ရဲ့တစ်နေ့တာလုံးကိုလည်းဖျက်ဆီးနိုင်တယ်လို့တင့်ရဲ့ပျော်ရွှင်မှုတွေကိုလည်းဖျက်ဆီးနိုင်စွမ်းရှိပါတယ်ဒေါသကြောင့်တဘဝလုံးပြတ်သွားတဲ့တာတကတွေလည်းများစွာရှိပါတယ်ဒေါသနဲ့အမုန်းတရားဆိုတာလူသားတွေမှာရှိတတ်ကြပါတယ်အချိန်မီပြန်လဲထိမ့်သိမ့်တတ်ဖို့တော့လိုအပ်ပါတယ်ဒေါသနဲ့ပတ်သက်ပြီးဖတ်ဖူးတဲ့ပုံမြင်လေးတစ်ခုပြန်ပြောပြချင်ပါတယ်တခါတုန်းကသူတော်စင်ကြီးတစ်ပါးဟာမြစ်ကမ်းနားတစ်နေရာကိုရောက်ရှိလာခဲ့ပါတယ်ထိုမြစ်ကမ်းနားမှာမိသားစုတစုရန်ဖြစ်ပြီးအော်ဟစ်နေတာကိုတွေ့တော့သူတော်စင်ကြီးကသူ့ရဲ့နောက်လိုက်တပည့်တွေကိုမေးပါတယ်လူတွေဟာဒေါသထွက်ရင်တယောက်နဲ့တယောက်ဘာလို့អော်ကြတာလဲမင်းတို့သိလားလို့မေးလာပါတယ်တပည့်တွေကတယောက်ကမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိတော့လို့ပါလို့ဖြေလာပါတယ်အဲ့ဒီအခါမှာသူတော်စင်ကြီးကဟုတ်ပြီဒါပေမဲ့ဘေးချင်းကလူတယောက်ကိုဖြည်းဖြည်းလေးပြောရင်လည်းကြားနိုင်တာပဲမဟုတ်ဘူးလားဘာလို့အကျယ်ကြီးပြောနေကြတာလဲလို့ထပ်မေးပြန်တယ်တပည့်တွေကလည်းအဖြေမျိုးစုံဖြေကြပေမဲ့သူတော်စင်ကြီးသဘောကျတဲ့အဖြေကိုဘယ်သူမှမပေးနိုင်ခဲ့ကြပါဘူးနောက်ဆုံးမှာတော့သူတော်စင်ကြီးကရှင်းပြပါတယ်လူနှစ်ယောက်ဒေါသထွက်ပြီးစကားများကြတဲ့အခါမှာသူတို့ရဲ့နှလုံးသားတွေကဝေးကွာသွားတတ်ကြတယ်အဲ့ဒီလိုဝေးကွာသွားတဲ့အကွာအဝေးကိုကာမိအောင်တယောက်နဲ့တယောက်အော်ဟစ်ကြပါတယ်ပိုးပြီးဒေါသထွက်လေလေပိုးပြီးဝေးလေလေပဲပိုးပြီးဝေးလေလေတယောက်ကိုတယောက်နားမလည်နိုင်တော့ပဲပိုးပြီးအော်ဟစ်ရလေလေပဲလူနှစ်ယောက်ချစ်တဲ့အချိန်မှာရောစကားဘလို့ပြောလဲသိထားမိကြလားသူတို့ညင်ညင်တတလေးပဲပြောကြတယ်သူတို့ရဲ့နှလုံးသားချင်းနီးနေတာကြောင့်စကားတွေကိုအကျယ်ကြီးပြောဖို့မလိုဘူးတခါတလေနှလုံးသားချင်းအရင်နီးလွန်းတဲ့အခါစကားတောင်ပြောဖို့မလိုပဲအကြည့်နဲ့တွေနားလည်နေကြတာတွေရှိတတ်ကြတယ်လို့သူတော်စင်ကြီးကတပည့်တွေကိုရှင်းပြပါတယ်ကျွန်တော်တို့ဘဝမှာလည်းဒေါသထွက်တဲ့အခါအဲ့ဒီလိုဖြစ်တတ်ပါတယ်ဒေါသထွက်တဲ့အခါမှာထူပူပြီးဘာမှမစင်စားမိပဲလှုပ်မိလှုပ်ရာတွေလှုပ်တတ်ကြပါတယ်အခြားသူတယောက်ကိုနာကျင်စေမဲ့အရာတွေကိုလည်းလှုပ်မိတတ်ကြပါတယ်ဒေါသအရန်ကြီးလာရင်အမုန်းတရားကနောက်ကနေလိုက်ပါလာတယ်အမုန်းတရားအရန်ကြီးလာရင်အညိုးတွေကနောက်ကနေလိုက်ပါလာပါတယ်ဒေါသအမုန်းအညိုးတွေရဲ့နောက်ွယ်မှာတော့နှောင်တတွေရရှိတတ်ပါတယ်ဒေါသကြောင့်တကယ်ချစ်ရတဲ့သူတွေကိုပါဆုံးရှုံးနိုင်ပါတယ်ဒေါသကြောင့်နှလုံးသားချင်းဝေးသွားရင်ဘယ်တော့မှပြန်မနီးကပ်နိုင်တဲ့အနေအထားတစ်ခုလည်းရောက်ရှိသွားတတ်ပါတယ်ဒေါသကိုထိန်းချုပ်နိုင်ရင်အမုန်းနဲ့အညိုးကိုလည်းအလိုအလျောက်ထိန်းချုပ်ပြီးရရောက်ပါတယ်ဒေါသဆိုတာကိုဖြစ်ချင်တဲ့အရာတွေကိုလိုချင်တဲ့အရာတွေဖြစ်မလာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ခံစားချက်တစ်ခုပါဥပမာလူတစ်ယောက်ကတင့်ကိုဆဲလိုက်တယ်တင့်ဒေါသထွက်သွားတယ်တကယ်တမ်းဖြစ်တဲ့နာကသူမဆဲတဲ့ဘူးလို့တင့်ခံယူထားတယ်တကယ်အဖြစ်အပျက်ကတင့်ခံယူထားတာနဲ့ကွာခြားသွားတယ်အဲ့ဒီမှာစပြီးဒေါသထွက်ပါတော့တယ်အခြေခံအားဖြင့်မိမိမျှော်မှန်းထားတဲ့သို့မဟုတ်သတ်မှတ်ထားတဲ့ရလဒ်နဲ့လက်တွေ့ဖြစ်ရကွာခြားသွားတဲ့အခါဒေါသထွက်လာပါတယ်ဒါပေမဲ့နည်းနည်းလောက်ပြန်စဉ်းစားကြည့်ကြရအောင်လောကကြီးမှာသင်ဖြစ်စေချင်တဲ့အတိုင်းမဖြစ်ဘူးဆိုတာသင်သိပြီးသားပါလောကကြီးမှာထိန်းချုပ်လို့မရတဲ့အရာတွေအများကြီးပါပဲသင်စကားနည်းသလိုသူများကိုစကားနည်းအောင်လုပ်လို့မရဘူးသင်ယဉ်ကျေးသလိုသူများကိုယဉ်ကျေးအောင်လည်းလုပ်ဖို့မလွယ်ဘူးသင်စည်းကမ်းရှိသလိုသူများကိုစည်းကမ်းရှိအောင်လုပ်ဖို့လည်းမလွယ်ပါဘူးသူများတွေကိုအတင်းမပြောအောင်လည်းထိန်းလို့မရပါဘူးလောကကြီးကသင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်မှာမဟုတ်ပါဘူးသင်ထိန်းချုပ်လို့ရတဲ့အရာတချို့ကိုထိန်းချုပ်ပြီးလိုက်လျောညီးထွေးစွာနေရမှာဖြစ်ပါတယ်ဒါမှသာသင်ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်ဒီစာအုပ်ထဲကအခန်းခွန်90-10နိယာမကိုပြန်ဖတ်ကြည့်ပါဒေါသရဲ့ဆိုးကျိုးနဲ့ပတ်သက်ပြီးဆင်ခြင်စရာရမယ့်နောက်ထပ်ပုံမြင်လေးတစ်ပုဒ်ကိုထပ်ပြောပြချင်ပါတယ်။ online မှာလူတော်များများဘာသာပြန်ပြီးသားပုံမြင်လေးမို့သိပြီးသားသူများလည်းရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့မသိသေးသူများအတွက်တကယ်ကိုကောင်းမွန်လာတဲ့ပုံမြင်လေးမို့ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။တခါတော့ကကျေးရွာတစ်ခုမှာနေထိုင်ကြတဲ့မိသားစုတစုရှိပါတယ်။သူတို့မှာအရန်ချစ်ရတဲ့သားငယ်လေးတစ်ယောက်ရှိပါတယ်။သားငယ်လေးဟာတဖြည်းဖြည်းနဲ့အသက်ရလာတဲ့အချိန်မှာ
ဒေါသအရန်ထွက်တတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်လာပါတယ်။သူဟာဒေါသထွက်လွယ်ပြီးအခြားကလေးတွေကိုလည်းအနိုင်ကျင့်တက်လာပါတယ်။အခြားကလေးတွေကိုပြောဆိုလုပ်တာမျိုးတွေလည်းရှိလာတာမို့မိဘနှစ်ပါးဟာစိုးရိမ်လာခဲ့ပါတယ်။သူဒေါသပြေးသွားတဲ့အချိန်မှာသူပြောခဲ့တဲ့စကားတွေကိုမမိတော့ပေမဲ့သူ့ရဲ့တငယ်ချင်းတွေကတော့မှတ်ထားပြီးသူ့ကိုရှောင်ကျဉ်လာခဲ့ပါတယ်။မိဘတွေအနေနဲ့လည်းနီးမျိုးစုံသုံးပြီးဖြောင်းဖျကြပါတယ်။ဒါပေမဲ့ကလေးကဒေါသကြီးမြဲကြီးစေပါပဲ။ဒီနေ့မှာတော့ဖခင်ဖြစ်သူဟာသူ့သားကိုခေါ်ပြီးတန်တွေထည့်ထားတဲ့အိတ်တအိတ်ကိုပေးခဲ့ပါတယ်။သားဖြစ်သူစိတ်ဆိုးတဲ့အခါတိုင်းခြံစည်းရိုးနံရံကိုတန်တစ်ချောင်းရိုက်သွင်းဖို့ပြောခဲ့ပါတယ်။သားဖြစ်သူကမလုပ်ချင်ပေမဲ့ဖခင်စကားမို့မငင်းပယ်ပဲနာခံခဲ့ပါတယ်။ပထမဆုံးနေ့မှာပဲတန်အချောင်း30လောက်ခြံစည်းရိုးနံရံကိုရိုက်သွင်းပစ်ခဲ့ပါတယ်။နောက်နေ့တွေမှာလည်းနေ့တိုင်းလိုဒေါသထွက်တိုင်းတန်ချောင်းတွေနံရံပေါ်မှာရိုက်သွင်းခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ထက်ဒီနေ့ရိုက်သွင်းခဲ့တဲ့တန်ချောင်းအရေအတွက်နည်းလာပါတယ်။တန်ချောင်းရိုက်သွင်းတာချက်ဒေါသကိုထိန်းချုပ်ရတာပိုလွယ်ကြောင်းတွေ့လာပါတယ်။နောက်ဆုံးတော့တန်ချောင်းတစ်ချောင်းမှမရိုက်သွင်းဖြစ်တဲ့ရက်တွေရောက်လာပါတယ်။ဖခင်ကိုအဲ့ဒီအကြောင်းပြောပြချိန်မှာတော့ဖခင်ကသားဖြစ်သူကိုနံရံပေါ်ကတန်ချောင်းတွေကိုပြန်နှုတ်နိုင်ပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။ကောင်လေးဟာနေ့တိုင်းတန်ချောင်းတွေကိုပြန်နှုတ်ပြီးနောက်ခြံစည်းရိုးနံရံပေါ်မှာနှုတ်မရတဲ့တန်ချောင်းအနှဲငယ်ပဲကျန်ရှိပါတော့တယ်။ဒီနေ့မှာတော့ဖခင်ဖြစ်သူကသားဖြစ်သူနဲ့အတူခြံစည်းရိုးနံရံကိုအတူတူလာကြည့်ကြပါတယ်။သားငယ်ခြံစည်းရိုးပေါ်မှာဘာတွေတွေ့လဲလို့သားဖြစ်သူကိုမေးပါတယ်။သားဖြစ်သူကလည်းအပေါက်တွေနဲ့နှုတ်မရတဲ့တန်အချို့ပါအဖေလို့ပြန်ဖြေပါတယ်။ဒီတော့မှဖခင်ဖြစ်သူကသားဖြစ်သူကိုဆုံးမစကားဆိုပါတယ်။သားတကယ်တော့သားရဲ့ဒေါသတွေဟာအဲ့ဒီတန်ချောင်းတွေနဲ့တူပြီးဒီခြံစည်းရိုးနံရံဟာမင်းဒေါသထွက်တိုင်းပြောဆိုလုံမိတဲ့သူတွေနဲ့တူပါတယ်။သားရိုက်ခဲ့တဲ့တန်ချောင်းတွေကိုပြန်နှုတ်ခဲ့ပေမဲ့ဒီခြံစည်းရိုးနံရံဟာအရင်ကနဲ့ဘယ်တော့မှမတူနိုင်တော့ပါဘူး။အပေါက်တွေရှိနေတဲ့အပြင်နှုတ်မရတဲ့တန်တွေတောင်ကြံနေသေးတာကိုသားတွေ့လိုက်မယ်။ဒီလိုပဲသားဒေါသကြောင့်ပြောလိုက်တဲ့စကားတွေဟာလူတွေရဲ့ရင်ဘတ်ထဲမှာအမာရွတ်တွေနဲ့ကြံခဲလိုက်မယ်။လူတစ်ယောက်ကိုအနာတရဖြစ်အောင်လှုပ်လိုက်ရင်ဘလောက်ပဲပြန်တောင်းမှသူ့မှာအမာရွတ်တွေကြံခဲ့အောင်ပါပဲ။ကိုထိလက်ရောက်ကျူးလွန်တာဟာဆိုးဝါးသလိုစကလုံးနဲ့ကျူးလွန်တာဟာလည်းအတူတူပါပဲ။တငယ်ချင်းတွေနဲ့ချေးရသူတွေဆိုတာဘဝရဲ့အဖို့တန်ရည်တနာတွေသားရဲ့သူတို့ကသားကိုပျော်ရွှင်စေတယ်သူတို့ကသားကိုအားပေးနှစ်သိမ့်တယ်သားရဲ့ခံစားချက်တွေကိုဝေမျှနားထောင်ပေးတယ်သားကသူတို့ကိုအကျဉ်းသားတရားနဲ့တုတ်ပြန်ရင်သူတို့သားပေါ်ထားတဲ့မေတ္တာတရားဟာလည်းတဖြည်းဖြည်းတိုးပွားလာတတ်တယ်သားကသူတို့အပေါ်ဒေါသတွေနဲ့ဆက်ဆံရင်တော့ပြန်ရတဲ့ရလက်ကမကောင်းတတ်ဘူးသားရဲ့ဒါကြောင့်သားသူများကိုပြောတဲ့စကားတွေကိုအခုချိန်ကစပြီးသတိထားပါလို့ဖခင်ဖြစ်သူကဆုံးမခဲ့ပါတယ်ဒီတော့မှသားဖြစ်သူလည်းသူပြောခဲ့တဲ့စကားတွေဘလောက်ဆိုမှန်းနားလေသွားပါတော့တယ်ကျွန်တော်တို့လက်တွေ့ဘဝမှာလည်းဒီပုံမြင်လေးတွေကအတိုင်းပါပဲဒေါသထွက်ချိန်မှာပြောလိုက်တဲ့စကားတွေဟာကိုယ့်အတွက်ဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့သူများအတွက်တော့တန်နဲ့အရိုက်ခံရတယ်လို့ပါပဲကိုကရိုက်တာပြင်းရင်တစ်ခါတလေပြန်နှုတ်မရတဲ့တန်မျိုးတွေဖြစ်သွားတတ်ပါတယ်ပြန်နှုတ်လို့ရခဲ့ရင်တော့အမာရွတ်လေးတွေတန်ရစ်နေခဲ့တတ်ပါတယ်ဒေါသကိုကမထိန်နိုင်ရင်ဒေါသကကိုယ့်ကိုပြန်လဲထိန်းချုပ်ပြီးရောက်ထဲတွန်းချတတ်ပါတယ်အခုချိန်ကစပြီးသင်ရဲ့ဒေါသတွေကိုအတက်နိုင်ဆုံးထိန်းချုပ်ဖို့ကြိုးစားကြည့်ပါဘဝဟာလည်းအရင်ကထပ်ပိုပြီးအေးချမ်းလာပါလိမ့်မယ်အညိုအတေးထားခြင်းဟာလည်းဒေါသလိုပဲလူကိုပူလောင်စေပါတယ်တခါတလေမိသားစုဝင်အချင်းချင်းအညိုကြီးစွာနဲ့တစ်သက်လုံးစကားမပြောဘဲနေသွားကြတာမြင်မှုပါတယ်သေဆုံးသွားတော့မှနောင်တတွေနဲ့ဆက်လက်နေထိုင်ကြရပါတော့တယ်အညိုအတေးတွေရှိနေတဲ့သူကဘယ်တော့မှအေးချမ်းတဲ့စိတ်ကိုပိုင်ဆိုင်လို့မရှိပါဘူးအတက်နိုင်ဆုံးခွင့်လွှတ်တတ်တဲ့စိတ်ကိုမွေးမြူပါလွယ်တော့မလွယ်ပါဘူးဒါပေမဲ့ခွင့်လွှတ်တယ်ဆိုတာတင့်ကိုအများကြီးကောင်းကျိုးပြုပါတယ်သူများကိုခွင့်လွှတ်တယ်ဆိုပေမဲ့တကယ်တမ်းတင့်အတွက်လည်းအများကြီးကောင်းကျိုးရပါတယ်တင့်ကောင်းထဲမှာမကောင်းတဲ့အညိုအတေးကြီးမရှိတော့တဲ့အတွက်အများကြီးပို့သွားတာကိုလည်းသင်ခံစားရပါလိမ့်မယ်ဒေါသနဲ့အညိုအတေးတွေတတ်နိုင်သမျှလျှော့နိုင်ကြပါစေလူတစ်ယောက်ဤစိတ်ထားကြီးကျယ်မြင့်မြတ်မှုကိုထိုသူစိတ်တူသောအရာများအားကြည့်ခြင်းဖြင့်သိနိုင်သည်အာဗြဟံလင်ကွန်